သားတော်ပါကြတယ်သားသမုကအမှန်တကယ်အမီနဲ့ရောမန်တန်းတာရကျွန်တော်ပါပြရတယ်ရွာချင်းဘယ်လိုကြောင်းမိခင်ဟိုနေခိုင်ကောင်းပါလားကွယ်တွေ့တယ်ဆွေးကြီးတဲ့ညမအနေကျွမ်းနေပြီမယ်ကျွန်တော်စိတ်ကရည်ဝေးပန်းနဲ့အမီနဲ့ရွာကိုလွမ်းရောက်တာသုံးလီကြာနေပြီပညာဝေးဝေးကပေးတနေ့တည်းမှသာပြောရတယ်ကိုနဲ့လီဝေးဝေးပြီးမယ်ဘဝရှိရတွေးလို့သာတကယ်အတတ်အသိပညာရှာရင်အပေါင်းအသင်းတကယ်ကြီးများနဲ့ကစားကူလာပြောပါကြတယ်